ငါလူပိုင်ကြီးဆိုတာငါတတိမရမသိလို့မင်းပဲဟဲ့ရောက်မင်းကဆရာကြီးလားမင်းကိုစောင့်နေရမှာလားအထာကြီးကစကားပြောရင်နေတာကအသာစီကမင်းကလူပိုင်ကြီးဆိုတာငါတတိမရမသိလို့မင်းပဲဟဲ့ရောက်မင်းကဆရာကြီးလားရှိကိုကောခေါင်းကိုပေါ့ဘာကိုမှကြီးမဆိုင်တော့တရက်ကွာလုံးကမင်းနဲ့ပြိုင်ပြီးဘယ်သူမှမယူမိုက်တော့မင်းနေရလူမရှိတော့မင်းကထူးကြိုက်ပေါ့မူလာတိုင်းဆိုခလေးကို6ရိုက်မင်းကလူပိုက်ပေါ့စမပြေသူ9ရောက်တော့ပေါ်တဲ့ဘဲမွေးလက်မထောင်ရက်ကွာထဲကလူမိုက်ကြီးရက်ကတထောင်အုံနောက်ထဲကမူလီရင်းနဲ့လက်ကထောင်မူရစေဝါတချို့တဝက်နဲ့ရက်ကကြောင်ဝစ်တဲ့ဖောင်းမီရိုက်တာအောက်စုရက်ကွာထဲကယူမင်းကြောက်တော့လို့ငါကို6ရိုက်တတ်ထွက်လဲငါမမှုစက်ကေဝဝဲခွေးလဲပတ်နဲ့စေးကြောက်ခွဲကမှုမင်းတို့အုပ်စုခွဲဖဲကြောက်တိုင်းနဲ့သွေးမကြောက်ခဲ့ပါဘူးမင်းကိုကြောက်လဲရပါလားအထာကြီးကစကားပြောရင်နေတာကအသာစီကမင်းကလူမိုက်ကြီးဆိုတာငါတတိမရမသိလို့မင်းပဲဟဲ့ရောက်မင်းကဆရာကြီးလားမင်းကိုကြောက်နေရမှာလားအထာကြီးကစကားပြောရင်နေတာကအသာစီကမင်းကလူမိုက်ကြီးဆိုတာငါတတိမရမသိလို့မင်းပဲဟဲ့ရောက်မင်းကဆရာကြီးလားရက်ကွာလာတဲ့ဖွေးရဆိုင်ချိုင်မင်းတို့ဒီကံသူတို့မင်းကလေးဖိလိုက်နေပြီမင်းတို့ဝေဖန်မင်းတို့မိုက်ကြီးတော့ချစ်ပတ်ဆုံးပြမဲသပင်ချံငရဲပြီးမှခွတ်တစ်ချပြီးမင်းတို့နေရန်ဘယ်ချိန်ကြီးချက်တယ်မရှိမင်းဖိငါတော့ရှက်နေပြီကိုဘွားကိုတတ်နေပြီအတင်ညာမဲ့အသက်တွေကြီးကောက်ချစ်စင်းလဲရုံမရင်းနဲ့အုံနောက်ပြတ်နေပြီပြီးပါမရှိရင်တမင်းစားဖို့တော့မင်းတို့ခန့်နေပြီလေအောင်မင်းမလောက်မဲမဲဘသူမှလာပြီးတမင်းလက်ကားမကျွေးဘူးဘာသာသုံးချက်မရှိရင်ထိုင်နေပေါ့ဘသူမှလာမမေးဘူးပါယူရဲ့စိတ်တက်တဲ့လူဘွားကခွေယူမင်းတို့အုပ်စုဖွဲဝိုင်းဟောင်းလဲဘသူမှထားမပြေဘူးမင်းကိုကြောက်နေရမှာလားအထာကြီးကစကားပြောရင်နေတာကအသာစီကမင်းကလူပိုင်ကြီးဆိုတာငါတတိမရမသိလို့မင်းပဲဟဲ့ရောက်မင်းကဆရာကြီးလားမင်းကိုကြောက်နေရမှာလားအထာကြီးကစကားပြောရင်နေတာကအသာစီကမင်းကလူပိုင်ကြီးဆိုတာငါတတိမရမသိလို့မင်းပဲဟဲ့ရောက်မင်းကဆရာကြီးလားဝါကရပါတယောက်တည်းသွားလာနေတာနောက်ကနေနောက်ပြောင်းပြီးဟာကနေမလားဟာရင်လည်းဟာပါသေးကွာစိတ်ထင်လို့ပတ်သက်တွေကလောင်ပြောင်းဖို့အားကနေတာအဲ့ဒီကောင်နဲ့သူ့လိုကိုလိုအသက်တွေကြီးပြီးသွားမှသေးရွာငါစိတ်တက်တဲ့မထင်လို့မင်းတို့ကောင်တယ်မပတ်တတ်ပါမင်းမချပါဆက်တက်ကမရှက်တတ်ပါမင်းကကိုမနာလို့လောင်ပြောင်းရဲ့အသက်ထွက်မှာအောင်ပြဖို့ပန်းတိုင်းစင်ပေါ်မှာမတ်တန်ငါရက်လက်ရက်ပါနောက်ဟုတ်ကလာပါကိုစားပြူ hip operator ကိုစားပြူလက်ဟိုဖွဲ့ရဲ့ကိုစားပြူတတိယလုံးကတော့ပါရကိုစားပြူမင်းကိုကြောက်နေရမှာလားအထာကြီးကစကားပြောရင်နေတာကအသာစီကမင်းကလူမိုက်ကြီးဆိုတာငါတတိမရမသိလို့မင်းပဲဟဲ့ရောက်မင်းကဆရာကြီးလားမင်းကိုကြောက်နေရမှာလားအထာကြီးကစကားပြောရင်နေတာကအသာစီကမင်းကလူမိုက်ကြီးဆိုတာငါတတိမရမသိလို့မင်းပဲဟဲ့ရောက်မင်းကဆရာကြီးလားlet's try shut it let's try it hi let's try twoမင်းကိုကြောက်နေရမှာလားတောင်း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 ဆရာကြီးလား